ကဲရိုးရီးယားဟွန်ဒါမှဟွန်ဒါဆိုတဲ့ညီကိုဘရာသာရဲ့အတွက်ကျွန်တော်ရိုးရီးယားဟွန်ဒါမော်ဒယ်2019လာမြင့်ဘိန်းလေးတစ်စီးနဲ့မိတ်ဆက်ပေးမယ်နောက်တာယာ original တာယာဖြစ်မယ်ဘိန်းကတော့ပြောစရာမလိုအောင်အသစ်ဘိန်းတောင်အရှုံးပေးရမယ့်အနေအထားမှာရှိမယ်မန္တလေးလိုင်စင်85ရာပလက်နဲ့ဖြစ်ပါမယ်ခင်ဗျကာဘာပွန်းစင်နာစာကင်းမယ်အင်ဂျင်ပိုင်းမှာဆိုရင်လည်းအင်ဂျင်အဖွင့်လက်ကင်းပါမယ်ခင်ဗျအင်ဂျင်လုံးတွေမှာဆိုရင်လုံးဝအတန်ရှင်းနေရမယ်နော်အေဇောကွေးလေးပါလေးကစလုံးဝအတန်ရှင်းနေရပါမယ်ကျွန်တော်စက်တန်လေးတစ်ချက်နှုတ်ပြပေးမယ်ထိမိပဲဗျာအင်ဂျင်တန်မှာဆိုလည်းလုံးဝရှင်းနေရပါမယ်ရိုးရအတန်လေးဗျာရမ်းလာတယ်ဒီလိုဘိန်းတန့်ပြီးမော်ဒယ်မျက်နှာလေးကိုမှလိုက်ရှာနေရဆိုရင်ကျွန်တော်တို့စိမ်းဝါဆန်းလေးကိုပဲအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဈေးနှုန်းလေးမှာဆိုရင်လည်းကျွန်တော်လုံးဝအတန်ဆုံးဈေးနှုန်းလေးနဲ့ရောင်းချပေးပါမယ်ဆိုင်လိပ်စာလေးပါတစ်ခါတည်းပြောပေးပါမယ်မန္တလေးမြို့83လမ်း3938ကြားစိမ်းဝါဆန်းလင်းဆိုင်ကယ်ရှိုးတို့မှာလာရောက်ဝယ်ယူအားပေးနိုင်ပါ යි ခင်ဗျာ